ကျွန်တော်တို့တင်းဝါဆယ်မှာငရနေတောင်းကျန်းနေသွားလို့ကျွန်တော်တို့ပဲတတ်ဆုံးမှာပါမယ်ခင်ဗျာခုဆိုရင်တိုက်ချက်ကိုကျွန်တော်တို့ပွတ်ထုတ်မယ်ဝဲသားလဲကစားသမားတွေအကြိုက်ပါအုံကျင်တယ်လို့ပူကျင်တယ်လို့မမဆောင်ဖြစ်နေတယ်ခုဆိုရင်ကြိုးစားနဲ့တကုံဝင်လာခင်ဗျာခုဆိုကျွန်တော်တို့ရဲ့တင်းဝါဆယ်ကြီးကိုရောက်လို့လာပါပြီဟုတ်ပါဘူးဟာတရချင်းဆယ်ကြီးကိုရောက်လို့လာပါပြီခုဆိုရင်တားကြိုက်မှာဆိုပြီးတားလေးတရချင်းဆယ်မှာကျွန်တော်ဆုံးမမှာဖြစ်ပါတယ်ဆုံးမမဲ့လူကနောက်ကရောက်လာပါပြီခင်ဗျာဘီးရ